ဒီရက်ကဆိုးလိုက်တာဘလို့ဖြစ်ပေါ်လာတော့ဒီဟာရဲ့တမိုင်းကြောင့်ကိုမေးလို့မြတ်စွာဘုရားအဲ့ဒီမှာကုမ္မဇက်ကိုဟောတာရှင်းတော့ကဗာရဏသီပြည်ကာတိတိုင်းမှာတဲ့သူ့ရာလို့အမည်ရတယ်မုတ်ဆိုးတယောက်ရှိတယ်အဲ့တော့ဒီနေ့တော့ तू ကအဖိုးတန်ပစ္စည်းပေါ့စင်စွယ်တို့ဘာတို့ထိ तू ကရားကျင်တဲ့အတွက်ကြောင့်တာမန်တိုးလောက်တယ်မဟုတ်ဘဲနဲ့တကယ်ဟိမွန်တာတော်တဲ့ထိသွားရှာတာအဲ့လိုသွားတဲ့အခါကျတော့ तू အဲ့ဒီမှာပဲသရဲချပြီးတော့ရှာတာစင်စွယ်တွေဘာတွေရှာဆို तू လာနဲ့ချီပြီးတော့ကြာမယ်ပေါ့နော်အဲ့ဒါမှ तू ကထူးဆန်းတာဘာလဲဆိုတော့တစ်ပင်တစ်ပင်ကခွာသုံးခွာဖြစ်နေအဲ့ဒီခွာအထဲထဲမှာ तू ကအိုးလိုဖြစ်နေခြုံကြီးပေါ့နော် तू တဘာဝလျောက်ဖြစ်နေအဲ့ဒါမိုးရွာပြီဆိုရင်အဲ့ဒီရေကခမ်းမသွားဘူးအပင်ကလည်းအကြီးကြီးနေမှာပေါ့အဲ့ဒါငှက်တွေဘာတွေကတခါလေးတလေးတဘာတွေဘာတွေချီလာကြအိမ်မှာစားရင်းနဲ့ပြုတ်ကြတချို့အသီးတွေချီလာကြပြုတ်ကြအဲ့ဒီအပင်ကကျွေတဲ့အသီးတွေအဲ့တော့အသီးပေါင်းစုံအရွက်ပေါင်းစုံကလည်းအဲ့ဒီတည်းပြုတ်ကြနေရပူဒါကလည်းပဲစိန်ထားသလိုလည်းဖြစ်အဲ့ဒီနေဘူးကြောင့်မို့လို့လည်းပဲသူကချက်သလိုလည်းဖြစ်ပြီးတော့ရဲတက်နေတယ်အဲ့ဒီအရေကအဲ့ဒါနဲ့ဟာဒီအရေတွေအဲ့ဒီမုတ်ဆိုးကစိတ်ဝင်စားအဲ့ဒါငှက်တွေကအဲ့ဒီအရေတွေကိုတောက်ပြီးတော့သူတို့ကမူးပြီးတော့အဲ့ဒီနားတယ်လဲအိပ်ပျော်သလိုမျိုးဖြစ်မပြန်နိုင်ဘူးအဲ့ဒါမုတ်ဆိုးကတခါလေးအဲ့ဒါတွေကောက်ပြီးတော့ကင်စားပြူစားပေါ့နေနောက်တော့တချို့ငှက်တွေကြတော့လည်းပဲခဏနေတော့မူးပြေးပြီးတော့ဘူးပြားနဲ့ပြန်သွားကြပြန်ရောအဲ့ဒါကိုကြည့်ပြီးတော့အော်ဒီအရေကသေစီတတ်တဲ့အရေကတော့မဟုတ်ဘူးဒီအကောင်လေးတွေတောက်ပြီးတော့ခဏပဲသူတို့ဖြစ်နေတာပြီးတော့ပြန်သွားကြတာပေါ့နော်အဲ့ဒါနဲ့စမ်းပြီးတော့တောက်ကြည့်မယ်ဆိုတော့အော်စိတ်ထဲမှာရှင်မူးတဲ့အရာလားပျော်ရွှင်တဲ့အရာလားဒါမျိုးတွေ तू ခံစားရမယ်ပေါ့နော်အဲ့ကျတော့ तू ကသဘောကျသွားတာအဲ့ဒါနဲ့ तू ကအလုပ်ဖြစ်အဲ့ဒီရေခတ်တောက်လိုက်အဲ့ဒီနာပြုတ်ကျနေတဲ့ငှက်တွေဘာတွေကင်စားလိုက်အမီးရောရတာဘောနော်တခါတဲ့အဲ့ဒါနဲ့ तू ကသဘောကျပြီးတော့အဲ့ဒီတော်တွေအဲ့တော်ကြီးထဲမှာလည်းပဲရသေးတစ်ပါးရှိအဲ့ဒီရသေးတွေသွားဒီသေးကြီးကိုကြည်တော့ကလေးနဲ့ထည့်ပြီးတော့ငှက်ကင်တွေပါနေနဲ့သွားအဲ့ဒါနဲ့ရသေးကိုပြောတော့ဒါအရက်လို့လည်းမသိဘူးလေဘာမှမသိဘူးသူတို့ကဒီဥစ္စာဒါအစပဲဟုတ်လားအဲ့ဒါတောက်ကြည့်ရင်ရီဝေနဲ့ကောင်းတယ်ဟုတ်လားအဲ့ဒါနဲ့ရသေးကိုဖျားရောက်တဲ့ခါကျတော့ရသေးကလည်းပဲသဘောကျပြီးတော့တောက်ကြည့်ဟောအဖော်လေးနဲ့မှဟိုသူတို့တောက်တာလေဟုတ်လား